ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကတာလီဘန်ဆိုရအကြားနယ်စပ်တစ်လျှောက်မှာသွေးထွက်တန်ယူများတဲ့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနေပါတယ်။အာဖဂန်ဘက်ကကြာသပတေးနေ့ညမှာနှစ်နိုင်ငံနယ်စပ်တစ်လျှောက်စစ်စင်ရေးတွေပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီအပေါ်ပါကစ္စတန်ဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့ပြန်လည်တုံ့ပြန်ခဲ့ပြီးအာဖဂန်မြို့တော်ကဘူးအပါအဝင်နိုင်ငံအတွင်းပိုင်းအထိလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။နှစ်ဖက်စလုံးကရန်သူစစ်သားအများအပြားတေဆုံးကြောင်းပြောဆိုနေကြပြီးဒီအတောအတွင်းအရက်သားတွေဒဏ်ရာရခဲ့နိုင်ကြောင်းအတိမပြုနိုင်သေးတဲ့သတင်းတွေပါရှိနေပြန်ပါတယ်။ဒီတိုက်ပွဲတွေမှာအထူးသဖြင့်အာရုံစိုက်စရာဖြစ်လာတာကတော့အတိတ်ကာလတုန်းကပါကစ္စတန်အစိုးရကတာလီဘန်အဖွဲ့ကိုလှုပ်ဝက်ထောက်ပံ့ခဲ့တယ်လို့ဝေဖန်မှုတွေအများကြီးရှိခဲ့တာကြောင့်ပါ။အဲ့ဒီအချိန်တုန်းကတာလီဘန်ဟာအမေရိကန်ထောက်ခံထားတဲ့အာဖဂန်အစိုးရနဲ့တိုက်ပွဲဝင်နေခဲ့တာပါပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကိုမီဒီယာတစ်ခုကအင်တာဗျူးမှာအရင်ကပါကစ္စတန်ထဲမှာနေထိုင်ခဲ့ပြီးအကာအကွယ်ယူခဲ့ကြတဲ့တာလီဘန်အဖွဲ့ဝင်တွေကအခုပါကစ္စတန်ကိုတိုက်ခိုက်နေတဲ့သူတွေမဟုတ်လားလို့မေးမြန်းရမှာဟုတ်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်သူတို့တွေကတချို့ဟာယနေ့အထိပါကစ္စတန်မှာပိုင်ဆိုင်မှုတွေရှိနေစေဖြစ်ကြောင်းလည်းဝန်ခံခဲ့ပါတယ်ဒါကိုလုံခြုံရေးဆိုင်ရာအရာကိုယ်တိုင်ထောက်ပံ့ခဲ့သူတွေကပြန်လည်ထိခိုက်စေမှုလို့သတ်မှတ်လို့ရမလားဆိုတဲ့မေးခွန်းပေါ်မှာလည်းဝန်ကြီးကအဲ့ဒီလိုပဲထင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်ယခုချိန်မှာပါကစ္စတန်အစိုးရကအာဖဂန်တာလီဘန်အဖွဲ့ဟာပါကစ္စတန်တာလီဘန်ကိုထောက်ပံ့ပေးနေပြီးပါကစ္စတန်မှာတေဆုံးမှုများလာတဲ့တိုက်ခိုက်မှုတွေကိုဆောင်ရွက်နေတယ်လို့ဆွဆွဲထားပါတယ်နောက်ဆုံးမှာကာကွယ်ရေးဝန်ကြီးကလူမှုကွန်ရက်ပေါ်မှာစစ်ဖြစ်ပြီးလို့ထပ်မံကြေညာခဲ့တာပါလက်ရှိအခြေအနေကနယ်စပ်ဒေသတစ်လျှောက်မှာတင်းမာမှုတွေမြင့်တက်နေပြီးအတိတ်ကဆက်နွယ်မှုတွေကြောင့်ပိုပြီးရှုပ်ထွေးတဲ့အနေအထားကိုရောက်ရှိနေပါတယ်